တရင်ကတွင်နဲ့ပိတ်ရက်တွေမှာပေါ့နော်တလာပန်းပွန်းဆေးကိုသွားရမယ်ဆိုရင်အဲ့ဒီလှုပ်ရှားနေတဲ့ရဲကိုကယူဆိုင်ဖို့ကျွန်တော်လာရောက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်လွန်ခဲ့တဲ့ပတ်တုန်းကတရင်ကတွင်နေ့တုန်းကကျွန်တော်အဲ့ဒီပန်းပွန်းဆေးကိုသွားတာပေါ့နော်အလုပ်ကိစ္စနဲ့သွားလုပ်တယ်အဲ့ဒါကိုအဲ့ဒီပန်းပွန်းဆေးရဲ့မျက်နှာချင်းဆိုင်ဟိုဘက်လမ်းမှာပေါ့နော်အဲ့ဒီရဲတွေကတရားမဝင်ပေါ့နော်မြန်မာနိုင်ငံသားတွေဆိုင်ကယ်မောင်းလာတဲ့အချိန်မှာအုတ်ထုပ်မဆောင်တဲ့လူဆိုရင်အုတ်ထုပ်မဆောင်လို့ဆိုပြီးပတ်စံရစ်တယ်ရင်မောင်းလိုက်စင်မရှိတဲ့လူကိုရင်မောင်းလိုက်စင်မရှိလို့ဆိုပြီးတော့ရစ်တယ်အဲ့လိုမျိုးလုပ်တဲ့ရဲတွေကရှိပါတယ်ခင်ဗျာနော်ရဲတွေစစ်ဆေးတာမားလားမှန်လားဆိုရင်အမှန်တရားပြောပြမယ်ဆိုရင်သူတို့အဲ့လိုမျိုးပုံစံစစ်တာလုံးဝတရားမဝင်ဘူးပေါ့နော်သူတို့ဘယ်လိုမျိုးလုပ်လဲဆိုတော့ဆိုင်ကယ်2စီး3စီးပဲရဲတွေ3-4ယောက်ပေါ့နော်ရက်ပြီးတော့မြန်မာပြည်သားတွေကိုတားပြီးတော့စစ်တယ်အဲ့လိုမျိုးပေါ့နော်ပတ်စံရစ်တယ်အမှန်တိုင်းပြောရမယ်ဆိုရင်တရားဝင်နဲ့ထောင်ပြီးတော့ကိတ်တွေစောင့်ပြီးတော့စစ်ဆေးမယ်ဆိုရင်သူများအဲ့ဒီဆိုင်ပုတ်တွေနဲ့ပါနေအဲ့လိုမျိုးကာပြီးတော့စစ်ဆေးလေးရှိရပေါ့နော်ဒါပေမဲ့ဒီကောင်ကဘာမှမပါဘူးမီးတွေလည်းမပါဘူးနောက်ပြီးတော့ကင်မရာလည်းမပါဘူးနောက်ပြီးတော့ဗာလဲလေမုတ်တဲ့ဟာလည်းမပါဘူးအဲ့ဒါနောက်ဆုံးတော့ထိုင်းလူမျိုးကိုယ်တိုင်ကကျွန်တော်ပြောတယ်အဲ့ဒါလှုပ်ရှားသက်ပဲတဲ့အဲ့ဒါဘာမှမဟုတ်ဘူးတဲ့နိုင်ငံတော်ထဲမှာပတ်စံဝင်တာလည်းမဟုတ်ဘူးအဲ့ဒါသူတို့ရစ်ပြီးသူတို့ပြန်တော့မယ်ဆိုတာကြီးလိုက်တဲ့ကျွန်တော်ပြောတယ်ခဏလေးပဲကျွန်တော်အဲ့ဒီရဲတွေလာတာကျွန်တော်မှတ်မိထားတဲ့10နိုင်ခွဲ17နိုင်လောက်မှာရဲတွေကလာတယ်အဲ့ဒါပြန်တနိုင်လောက်ပဲသူတို့ကြတယ်အဲ့ဒါမြန်မာနိုင်ငံသားတွေဖမ်းမိသွား3-5ယောက်လောက်ရှိတယ်အဲ့ဒါပတ်စံရပြီဆိုတော့သူတို့လစ်သွားတယ်အဲ့ဒါကြောင့်မို့ပါပဲခင်ဗျာနော်ပန်းပွန်းဆေးမှာပိတ်ရက်တွေမှာဆိုင်ငယ်မောင်းကိုပိုင်ကားတွေမောင်းပြီးတော့သွားရှင်တယ်ဆိုရင်အဲ့ဒီမျက်နှာချင်းဆိုင်လေးအဲ့ဒီပန်းပွန်းဆေးနဲ့မျက်နှာချင်းဆိုင်ဟိုဘက်ကိုဖြတ်မယ်ဆိုရင်ပေါ့နော်ကောင်းလေးတတိထားခိုင်းစေချင်ပါတယ်အုတ်ထုတ်လေးစောင်းပေါ့နော်နောက်ပြီးတော့ရေမောင်းလိုင်စင်တွေစောင်းထားကြပါလို့ပြောချင်ပါတယ်ခင်ဗျာနော်